အားလုံးပဲမင်္ဂလာပါခင် Audio Book Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုဖတ်ပြမှာကတော့စာရေးဆရာမောင်သားချိုရဲ့သမီးဖတ်ဖို့ဆိုတဲ့စာအုပ်ထဲမှာနှစ်ရက်ဆက်ငားစရာမလိုပြီးမဂဇင်းမဟေသည်ဆိုတဲ့စာအုပ်လေးကိုဖတ်ပြမှာဖြစ်ပါတယ်သမီးရေဒီတစ်ခါမှာတော့ဟိုးတစ်ခါတုန်းစီကဖေဖေတို့သမီးတို့တွေရဲ့ဘဝတာခရီးတစ်လျှောက်မှာခဏတာဝင်ရောက်ကုန်းခုန်လာခဲ့ဘူးတဲ့အညာကကောလိပ်ကလေးတစ်ခုရဲ့တစ်ခုသောညနေခင်းကလေးကိုဖေဖေကသတိအားမိတဲ့အကြောင်းသမီးကိုပြောရှင်းမိပြန်ပါရဲ့ကွယ်ဖေဖေသမီးတီးထားပြီးတဲ့အတိုင်းပါပဲဖေဖေတို့ကောလိပ်ကလေးရဲ့ရှေ့မှာကတစ်ဖက်သက်စီတန်းပေါက်နေတဲ့တမာရန်ကလေးလေးဒီတမာရန်ကလေးရဲ့နဘေးမှာကရဲနီရဲ့လမ်းကလေးညနေတိုင်းရင်ဒီလမ်းကလေးပေါ်မှာဖေဖေအမြဲတမ်းရှောက်နေကြကောလိပ်ရှိကားလမ်းမကြီးတစ်ဖက်ကစာအုပ်ဆိုင်ကလေးရှိရာကိုဖေဖေကသွားနေကြသမီးကိုပြောခြင်းနဲ့အဲ့ဒီတညက်နေခင်းတုန်းကတော့ဖေဖေနဲ့အတူဖေဖေလိုပဲစာအုပ်တွေကိုချစ်တဲ့မိတ်ဆွေတယောက်ကလည်းလမ်းကလေးအတိုင်းလိုက်လာခဲ့ပါတယ်သူကလည်းစာအုပ်ဆိုင်ကိုတွားပြန်အပ်ဖို့အတွက်လက်ထဲမှာမဂဇင်းအတစ်တအုပ်ကိုကိုင်းလို့ဖေဖေတို့နှစ်ယောက်ဟာညနေခင်းရဲ့လမ်းကလေးပေါ်မှာရှောက်သွားနေခဲ့ကြရင်ထွေရလေးပါစကားတွေကိုဆိုကြရင်းကတဆင့်သူ့လက်ထဲမှာပါလာတာဟာယခုလာထုတ်မဂဇင်းတအုပ်ဖြစ်ကြောင်းနဲ့မဟေဒီမဂဇင်းအတစ်ဆက်ဖြစ်တဲ့အကြောင်းတွေကိုပါဖေဖေသိခဲ့ပါတယ်သမီးရေသူကဖေဖေရုတ်တရက်ငိုင်းကြိုက်သွားစေရာငိုင်းကြသွားစေရာစကားတစ်ခုကိုဆိုပါတယ်မဟေဒီကလည်းဗျာတအိမ်လုံးဝိုင်းဖက်နေလိုက်ကြတာကို့အလှမရောက်ဘူးတပုတ်လာဖက်ရသေးတယ်မတက်နိုင်ဘူးလေခုပြန်ပြီးနောက်မှပြန်ငှားရမှာပဲပေါ့အော်ကိုဝါဒနာပါတဲ့ကိစ္စပဲသမီးရဲ့ဖက်လက်ဖက်ရှင်သေးဖက်လက်မဖက်ရသေးဘူးလို့ဆိုရင်နောက်တရက်ဆက်ငါထားလိုက်ရုံပဲပေါ့ဒီတော့ကမဟေဒီမဂဇင်းကတရက်ငှားဖက်က6ကျပ်ဥစ္စာသူ့အတွက်ပြောရလောက်အောင်လဲဝင်တော့ဝင်မိုးကြီးဖြစ်မသွားနိုင်ပါဘူးဒီလူနဲ့စစ်စရာမဟုတ်တဲ့ကိစ္စကိုစစ်နေပြန်ရလေချင်းရဲ့လို့ဖေဖေစဉ်းစားမိပြီးပြောမနာဆိုမနာတွေမှုစဉ်းစားမိတဲ့အတိုင်းပဲဖေဖေကပြောချမိခဲ့ပါတယ်သူကတော့ပြုံးလို့ပြီးတော့မှစကားတွေပြောရရင်တော့သမီးရဲ့အပြုံးရဲ့နောက်ကနေကပ်ပါလာတဲ့သူ့ရဲ့စကားတွေကဖေဖေကိုထပ်ပြီးငိုင်းတွေကြောက်သွားစေခဲ့တာကတော့အမှန်ပါပဲသူကပြောတယ်လေမဟေဒီမဂဇင်းကိုသူကြိုက်တယ်တဲ့လာတိုင်းလည်းငှားဖက်တယ်တဲ့တရက်ငှားဖက်က6ချက်ကိုလည်းမနှဲမျောဘူးတဲ့တကယ်လို့တလားလုံးငှားထားမိပြီး180ပေးလိုက်ရမယ်ဆိုရင်လည်းသူ့အတွက်ဘာမှမဖြစ်တော့ဘူးတဲ့ပေါ့ပါပဲပေးနိုင်ပါတယ်တဲ့ဒါပေမဲ့သူ့လိုပဲမဟေဒီကိုဖတ်ရှင်လို့စောင်းဆိုင်ကလေးမှာလာစောင့်နေသူတွေကတပုံတပင်လေးတဲ့သူတို့ကိုအားနာတယ်တဲ့ကိုကဖြာတော့ငါထားခဲ့ပြီးမှဝေပေးနိုင်တယ်ဆိုတော့အင်အားနဲ့တခြားလူတွေရဲ့အလှက်တခြားလူတွေရဲ့ဆောင်စားမှုကိုသူမသိချင်အောင်ဆောင်နိုင်ဖို့နောက်ကျောမလုံဘူးတဲ့သမီးရဲ့ဖေသူ့မျက်နှာကိုတလေးတစားနဲ့အကြာကြီးငေးကြည့်နေမိလိုက်တာတမာရိတ်တွေအုံမိုးထားတဲ့ကောလိပ်ရှိကမြင်းနီးလမ်းကလေးပေါ်မှာပေါ့လေသမီးရဲ့တခြားလူတွေလည်းဖက်ရှင်ကြလို့မျောနေတဲ့မဟေဒီမဂဇင်းကိုတရက်ငှားဖက်ခ6ကျပ်နဲ့တလားလုံးငှားထားရင်လည်းငှားထားနိုင်ပါတယ်ဆိုတဲ့ဖေမိတ်ဆွေရဲ့စကားလိုပဲဖေတို့သမီးတို့မိတင်းနေထိုင်ကြရာကဘာမြေကြီးပေါ်မှာကကိုအင်ကိုအားနဲ့တက်နိုင်လို့ရယူကြမယ်ဆိုရင်ရယူစရာအတိအပွင့်အခွင့်အလမ်းတွေကဖြစ်တပုံတပင်မှာပဲသမီးရဲ့ဒါပေမဲ့စဉ်းစားဖို့ကောင်းတာကဖေတို့သမီးတို့တွေဟာယာတိုင်းကိုယူသိမ်းကြသလားဆိုတာပါပဲမိနစ်ကိုကွက်လက်ကျက်လို့ရေးထားတဲ့အများသုံးတယ်လီဖုန်းကလေးကိုလက်ကမချစတန်းကင်ထားကအလကားပြောနေတာမဟုတ်ဘူးပတ်ဆက်ပြီးပြောနေတာဆိုတဲ့မျက်နှာပြီးနဲ့တောင်စင်ရီမရတွေကို
ပြောချင်တိုင်းပြောနေတဲ့မိမကြီးတယောက်ကိုဖေဖေတွေ့ဘူးခဲ့တယ်သူ့နောက်မှကတော့တာရေးတွေနာရေးတွေတေးရေးတွေရှင်ရေးတွေနဲ့ဖုံးပြောဖို့ရာစောင့်နေရှာတဲ့လူတွေတပုံကြီးတချင်းတစ်ပုတ်30ကျပ်လို့ရေးထားတဲ့ကာရာအိုကေတချင်းဆိုကလေးထဲမှာမိုက်ကိုလက်ကမချစနန်းကိုင်းကအလကားဆိုနေတာမဟုတ်ဘူးပတ်ဆက်ပြီးဆိုနေတာဆိုတဲ့မျက်နှာပြီးနဲ့တချင်းတပုတ်ပြီးတပုတ်ဆိုချင်တိုင်းဆိုနေတဲ့လူငယ်တယောက်ကိုဖေဖေတွေ့ဘူးခဲ့တယ်သူ့နောက်မှာကတော့ပျော်ချင်ပါချင်လွန်းလို့တချင်းဆိုဖို့ရာစောင့်နေရှာတဲ့လူတွေတလှေကြီးတခါစီ10ကျက်လို့ရေးထားတဲ့အဖေအားပွဲတော်တစ်ခုကချားရဟက်ကလေးတစ်ခုရဲ့မော်တော်ကားရုပ်ကလေးထဲမှာကိုယ့်ရဲ့ကလေးကိုကိုထည့်ပြီးအလက်ကားစီးနေတာမဟုတ်ဘူးပတ်ဆက်ပြီးစီးနေတာဆိုတဲ့မျက်နှာပြီးနဲ့တကြောပြီးတကြောစီးခိုင်းနေတဲ့မိဘနှစ်ပါးကိုဖေဖေတွေ့ဘူးခဲ့တယ်သူတို့နောက်မှာကတော့အော်ဂျင်ဟစ်ချင်လွန်းလို့ရဟတ်စည်းဖို့ရာစောင့်နေတဲ့ကလေးတွေနဲ့မိဘတွေတထွေးကြီးခရီးစဉ်အစာအဆုံး15ကျက်လို့ရေးထားတဲ့မှန်လုံးအမြန်ရင်ငယ်လေးတစ်စီးပေါ်မှာလူတစ်ယောက်တည်းကလက်မှတ်နဲ့ဆောင်ဝဲပြီးအလက်ကားထိုင်နေတာမဟုတ်ဘူးပတ်ဆက်ပြီးထိုင်နေတာဆိုတဲ့မျက်နှာပြီးနဲ့ခုံနှခုံကိုတယောက်တည်းထိုင်နေတဲ့လူတစ်ယောက်ကိုဖေဖေတွေ့ဘူးခဲ့တယ်သူ့နောက်မှာကတော့ထိုင်ကုန်လို့ကိုရှာနေတဲ့ကိုဝင်ဆောင်မိမတယောက်ကကျောင်းသားငယ်လေးတယောက်ကအတော်ဝါဝဖိုင်ဖိုင်ကြီးတယောက်ကရုံးဝင်တဲ့ဖြစ်ဟန်တူတချို့ရနဲ့လူတွေတစုကြီးဩလူတွေပေးနိုင်သူကအကုန်ယူကြစတဲ့လားသမီးရဲ့လောကကြီးမှာသူများအတွက်လည်းအလှက်ပေးဖို့ဆိုတာဖေဖေတို့မိတော့နေမိခဲ့ကြပြီလားအဲ့ဒီနေ့တုန်းကကိုမဖတ်ရသေးတဲ့မဟေဒီကိုအိမ်မှာကြာနေတဲ့အတွက်အခြားဖက်ရှင်သူတွေမျောမောမနေရအောင်စားအုပ်ဆိုင်ကလေးစီမှာတွားပြန်အပ်ခဲ့တဲ့ဖေဖေမိတ်ဆွေကိုကြည်ဖေစိတ်ကြည်နူးလိုက်တာသမီးရေဖေတို့သမီးတို့တွေတန်ရာတန်ကြီးပြီးထားတာပဲဆိုတဲ့စိတ်နဲ့ရတာကိုအကုန်ယူမိရာကကိုလိုလောကသားတွေရဲ့အလှည့်ကိုလက်ဝါးကြီးမအုံးမိကြစတဲ့နော်မှန်လုံးကားလေးပေါ်မှာခရီးသည်တွေအများကြီးတယောက်တစ်ခုံစီးကြတာပေါ့သမီးရဲ့ဖျားပွဲတော်မှာကချားရဟက်စီးမဲ့လူတွေအများကြီးတယောက်တစ်လက်စီးကြတာပေါ့သမီးရဲ့ကာရာအိုကေခန်းထဲမှာမရှင်းဆိုမဲ့လူတွေအများကြီးတယောက်တစ်လက်ဆိုကြတာပေါ့သမီးရဲ့တယ်လီဖုန်းရုံလေးထဲမှာလည်းဖုန်းပြောမဲ့သူတွေအများကြီးတယောက်တစ်လက်ပြောကြတာပေါ့သမီးရဲ့သူများတွေလည်းဖက်ရှင်နေမှာပေါ့ဆိုတဲ့အတွေ့နဲ့မဟေဒီကိုတွားပြန်အပ်တဲ့စိတ်ဓာတ်မျိုးတွေနဲ့အတူစားအုပ်ဆိုင်ကလေးရှိရာကိုဖေသမီးကိုတွားစီခြင်းလိုက်တာသမီးရေတစ်ချက်ကို6ချက်နဲ့တစ်လားလုံးငှားထားနိုင်တဲ့ဆိုတဲ့အယုံဆိုသောအတွေ့ဧည့်သည်တွေဖေတို့စီကိုလာမလဲရစတဲ့နော်တယောက်တစ်လက်ဖက်သွားကြရအောင်လားဒီနေ့တော့ဒီလောက်ပါပဲငါတော်ဆင်ပြီးတဲ့လူအားလုံးကိုကျေးဇူးတင်ပါတယ်